ဒီရာသီမှာအလူပေးအကန်ရက်ရောမယ်အသင်းကလီဗာပူးပါပဲနေစလောရဲ့ခံစစ်ကတော့တကယ်ကိုစကားပေါက်ဖြစ်နေခဲ့ပါတယ်ရာသီကြိုခြေစမ်းပွဲမှာလီအသင်းကိုဂိုးတွေအများကြီးပေးလိုက်ရတယ်လီဗာပူးအသင်းရဲ့အခြေအနေဟာတကယ်ကိုစိုးရိမ်စရာဖြစ်နေပါပြီအသင်းရဲ့ခံစစ်ပိုင်းဟာကွက်တွေပေါင်းများစွာနဲ့ပြိုင်ဘက်တိုက်စစ်မှန်သမျှကိုမတားဆီးနိုင်ခဲ့ပါဘူးလီလိုအသင်းမျိုးကိုတော့မနိုင်ပဲဒူးထောက်ခဲ့ရတာဆိုရင်လာမယ့်ရာသီမှာဘယ်လိုလုပ်ပြီးရှင်ပြိုင်ကြတော့မှာလဲဒီလိုခြေစွမ်းအတိုင်းသာဆက်သွားနေမယ်ဆိုရင်ပရီးမီးယားလိကအသင်းကြီးတွေနဲ့တွေ့တဲ့အခါလုံးဝကိုမလွယ်ကူနိုင်တော့ပါဘူးပြိုင်ဘက်တိုက်စစ်မှန်သမျှခံစစ်ကအလွယ်တကူကြိုးပေါက်နေတာပါအခုလိုပုံစံနဲ့ဆိုရင်ရမှတ်တွေရဖို့မပြောပါနဲ့ဦးဒီတိုင်းသာဆက်သွားရင်လာမယ့်ရာသီမှာချန်ပီယံလိတောင်ကန်ရဖို့မသေးကြတော့တော့ပါဘူးဖလားရဖို့တဲ့အဆင့်5အတွင်းဝင်ဖို့တောင်အတော်လေးရုန်းကန်ရမယ့်အခြေအနေရောက်နေပါတယ်ညီကိုတို့ရောလီဗာပူးအသင်းရဲ့ဒီလိုခံစစ်အားနည်းချက်တွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲဒီရာသီမှာရောချန်ပီယံလိဝင်ခွင့်ရမယ်လို့ထင်ပါသလားကွန်မန့်မှာအမြင်လေးတွေရေးပေးခဲ့ကြပါဦး